အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ Asian Market Cafe မှာ buffet သွားစားခဲ့တာလေးကိုဗီဒီယိုလေးရိုက်လာခဲ့တာပေါ့နော် City of Amadi ကနေသွားရတာပေါ့နော်လိပ်စာလေးလည်းနောက်ဆုံးမှာထည့်ပေးထားအောင်ပါမယ်သူကတော့Asian food များတယ်တခြားဒီ Western food လည်းရှိတယ်ပြီးရင်အစုံပေါ့နော်အများကြီးပဲစားစရာတွေကတော့buffet ပုံစံစားရမှာဖြစ်ပါတယ်seafood တွေလည်းစုံတယ်ပေါ့နော်ဒါကတော့ဒီ cafe ရဲ့အတွင်းပိုင်းပေါ့စပြီးတော့ဒီ crab ပေါ့နော်ဒါဆိုလဲတော်တော်လေးကိုစားလို့ကောင်းတယ် chili crab အဲ့ဒါကကြတော့ပဇွန်ပေါ့နော်အဲ့ပဇွန်လဲစားလို့ကောင်းတယ်ဒါကတော့9ကျော်မလေးပုံစံဒီမလေးရှား style ပေါ့နော်ဒီကတော့ချက်သားဟင်းပြီးသွားလို့ရှိရင်ဒါကတော့အရွက်ကြော်ပေါ့ပြီးသွားရင်ဒါကတော့ beef ပေါ့နော်အမဲသားအဲ့ဒါလေးကခောက်ဆွဲကြော်ပြီးတော့ထမင်းကြော်ပေါ့နော်အဲ့ခောက်ဆွဲကြော်နဲ့ထမင်းကြော်လဲစားလို့ကောင်းတယ်ဒါကတော့ soup ပေါ့နော်သူကတော့ဒီဝက်မီဆွပြုတ်ပေါ့အဲ့ဒါတော့မကြိုက်လို့မစားခဲ့ဘူးဒါကကော်ပြန်ဒါကတော့ဒန်ပေါက်ကောင်းတယ်ပေါ့နော်ဒါကြက်သားစိတ်သားဒန်ပေါက်နဲ့တွဲစားတဲ့ဥစ္စာတွေပေါ့နော်ကြက်သားဟင်းရဲ့စိတ်သားဟင်းနှစ်မျိုးသူတို့ပေးထားတယ်ပြီးတော့ဒါကတော့အဲ့လိုမျိုးဟင်းသီးဟင်းရွက်ကြော်လေးစားလို့ကောင်းပါတယ်အဲ့ဒါလေးလဲဒါကတော့ seafood အစုံပေါ့နော်အဲ့လိုမျိုးပြီးတော့လို့ရှိရင်ဒီဘက်မှာဆိုရင်သူကငါးရှိတယ်အသားရှိတယ်ဒါဆိုရင်အသားပေါ့နော်အသားတွေဟင်းသီးဟင်းရွက်အဲ့ဒီငါးစားလို့ကောင်းတယ်အဲ့ဒီငါးကင်ပေါ့နော်ဆယ်မွန်ပေါ့ပြီးသွားရင်ဒီကတော့စာတေးကောင်တာပေါ့စာတေးကတော့ကြက်နဲ့စိတ်ပေါ့နော် chicken နဲ့ mutton နဲ့အဲ့နှစ်မျိုးတော့သူတို့ထားပြီးတယ် beef တော့မရှိဘူးဒါလေးကလက်စာပေါ့အဲ့မှာသူကချက်ချင်းလုပ်ပေးတဲ့ပုံစံလေးသူ့လက်စာလည်းတော်တော်စားလို့ကောင်းတယ်ဒီဘက်မှာဆိုရင်တော့အစုံပေါ့နော် cheese လေးတွေရှိတယ်ပြီးသွားရင်အဲ့မှာ salad တွေတွေ့ခဲ့တယ် salad လေးတွေလည်းကိုပါကိုလှုပ်စားလို့ရတယ်ပေါ့နော်ဒီဘက်မှာဆိုရင်တော့အဲ့လိုအတုပ်ကလေးတွေပေါ့နော်ဒီမိုဒီတုပ်ကလေးတွေအဲ့လိုမျိုးဒါကတော့ roja ပေါ့နော်ကိုပါကို roja အဲ့ဒီ roja sauce လည်းကောင်းတယ်ဒါကတော့ sashimi salmon ဒါက sushi တွေပေါ့ပြီးရင်ဒီဘက်မှာကတော့ seafood ပေါ့နော်ပဇွန်ရှိရယ်ကမာရှိရယ်ပြီးသွားရင်အဲ့လို lobster လေးရှိရယ်seafood လေးတွေလည်းလက်တယ်ပေါ့နော်မစိုးအဲ့ပဇွန်လည်းအရန်ချိုတယ်စားလို့တော်တော်ကောင်းတယ်ဒါကတော့ကနန်းပေါ့နော်ဒါကတော့အတုပ်ကလေးတွေပါရိုဂျာကတော့တော်တော်လေးကိုကြိုက်တယ်ပေါ့နော်ကြိုက်ခဲ့တယ်ဒီကတော့ရေခဲမုတ်တွေပေါ့ရေခဲမုတ်ကြိုက်တဲ့သူတွေဆိုရင်ဒီရေခဲမုတ်တွေကိုစားလို့ရတယ်သူက၄မျိုးထားပေးထားတယ်ရေခဲမုတ်ကိုပြီးွားရင်ဒီကောင်တာကတော့ဒူးရင်သီးတွေကိုသူကနှွာထားတာပေါ့အသားတွေပဲအဲ့ဒူးရင်သီးကိုတော့အများဆုံးသူတို့စားကြတာတွေ့တယ်ပေါ့နော်လူတိုင်းလိုစားတယ်ဒူးရင်သီးကတော်တော်ကောင်းတယ်သူကအဲ့မှာဒူးရင် signature ဒူးရင်လို့ရေးထားတာတော်တော်ချိုတယ်လုံးဝအသားအနှစ်တည်းကြီးပဲဒါကတော့အဲ့လိုသူတို့ရဲ့ dessert ပေါ့အချိုရေတခုပဲဒီဘက်ကမုတ်ပေါင်းအဲ့မုတ်ပေါင်းလည်းအရန်ကောင်းတယ်တော်တော်ကောင်းတာမုတ်ပေါင်းလေးပေါ့နော်ပူနွေးမွေးလေးစိုးမွေးနံလေးမွေးပြီးတော့အုံသီးလေးနဲ့အဲ့မုတ်ပေါင်းကတော့တကယ်ကို recommend ပေးတယ်ဒါကတော့အသီးတွေပဲပေါ့နော်ပုံမှန်ဒီ buffet တွေမှာပါလေးရှိတဲ့အသီးမျိုးစုံပြီးသွားရင်သူက Asian market ဖြစ်တဲ့အတွက်အမျိုးအစားတွေကတော့အဲ့လိုမလေးစာတွေများတယ်ပေါ့နော်ဒါဆိုကွေးလေးတွေပေါ့နော်အချိုမုတ်လေးတွေပေါ့မုံလုံးရေပေါ်လိုပုံစံမျိုးအဲ့လိုမျိုးတာကူလိုပုံစံမျိုးလေးတွေ ပ
ပြီးရင်ကြောက်ကြောပုံစံမျိုးလေးတွေအဲ့လိုပုံစံလေးကောင်းညင်းလေးတွေပေါ့နော်တချို့ကြတော့လဲအဲ့လိုလေးတွေကိုအဆုံးပေါ့အဆုံးလင်းချထားပြီးတယ်အဲ့ဒါပါပဲအားလုံးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခုနကပြောသွားတဲ့အထဲမှာအမဲမီဆိုပြုတ်ပေါ့နော်မှားပြီးတော့ဝက်မီလို့ပြောလိုက်မိလို့ပါအဲ့ဒါလေး edit ပြန်လုပ်တာပါသူကဟာလာဆိုင်ဖြစ်တယ်ပေါ့နော်လူမျိုးမရွေးစားလို့ရတယ်ဟာလာဆိုင်ဖြစ်တယ် what မရှိဘူးပေါ့နော် pot မရှိဘူးsoup ကbeef soup ပေါ့နော်အပုံစံပါအားလုံးကျေးဇူးတင်ပါတယ်နော်